ဆိုင်ဖွင့်ပြီးမကြခင်မှာပဲပထမဆုံးဖောက်တဲ့အဖြစ်မနေ့ကလာခဲ့တဲ့အမျိုးသမီးကထက်ရောက်လာတယ်။သူမကဆိုင်ရဲ့အဝတ်အစားတွေကိုကြည့်ပြီးအရေးတွေးကိုစမ်းသပ်တယ်လို့ဝေဖန်ပေမဲ့ဆိုင်ပိုင်ရှင်တွေကမလျှော့ပဲလက်လုပ်ပညာရဲ့ထူးခြားချက်ကိုတေချာရှင်းပြပေးကြတယ်။အထူးသဖြင့်လက်လုပ်အင်ဂျီကျဲသီးမှာချုပ်ရိုးအစုံနည်းနည်းကွေးနေတတ်ပြီးစက်နဲ့လှုပ်ထားတာကတော့ဖြောင်းတန်းပြီးတစ်ချက်တည်းဖြစ်ထားတယ်လို့ဖြစ်တတ်တာကိုပြလိုက်တော့သူမလည်းဒီအဝတ်ဟာတကယ်လက်လုပ်ဖြစ်ကြောင်းသိသွားတယ်။မနေ့ကအဖြစ်ပြက်အတွက်လည်းဆိုင်ဘက်ကအဝတ်တစ်ထည်ကိုလက်ဆောင်ပေးဖို့ပြောပေမဲ့သူမကအလကားမယူဘူးဆိုပြီးဈေးအပြည့်ပေးပြီးဝယ်သွားတယ်။ဒါတင်မကပဲသူ့ရဲ့ရင်းနှီးတဲ့တငယ်ချင်းတွေအတွက်ပါအဝတ်တွေထုတ်ဝယ်ပြီးနောက်ပိုင်းမှာလည်းဆိုင်ကိုမကြာခဏလာမယ်လို့ကတိပေးသွားတယ်။သူမကအထည်ချုပ်ကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာဖြစ်နေတော့ဒီလိုဖောက်တဲ့ကဆိုင်အတွက်အရန်အရေးကြီးတဲ့အခွင့်အရေးတစ်ခုဖြစ်လာတယ်။ညရောက်တော့အယောင်အရန်ကောင်းခဲ့လို့သူတို့အားလုံးဝမ်းသာနေကြတယ်။ကလေးအတွက်ကောင်းမွန်တဲ့ကြောင်းထားနိုင်ဖို့ငွေစုနိုင်တော့မယ်လို့တွေးပြီးမိသားစုဘဝကလည်းဖြည်းဖြည်းကောင်းလာမယ်လို့မျှော်လင့်နေကြတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲမိုးအရန်တဲပြီးဆိုင်ထဲကိုရေဝင်လာတယ်။မနေ့ရောက်တော့အဝတ်စားတွေအများကြီးရေဆိုးပျက်စီးသွားပြီးရောင်းလို့မရတော့တဲ့အခြေအနေဖြစ်သွားတယ်။အားလုံးဒီပါဆုံးရှုံးသွားပြီလို့ထင်နေချိန်မှာကလေးကတော့မိခင်တို့နောက်ကနေအပြေးလိုက်လာပြီး၆သေးတဲ့အဝတ်တွေကိုအမြန်သိမ်းဖို့ပြောတယ်။ကလေးလေးတောင်ဒီလိုအခြေအနေမှာအရှုံးမပေးဘဲကယ်နိုင်တာကိုကဲဖို့စူးစမ်းနေတာကြောင့်သူတို့လည်းစိတ်ပြန်တက်လာကြတယ်။နောက်ဆုံးမှရောင်းလို့ရသေးတဲ့အဝတ်တွေကိုအမြန်စုပြီးတန့်စင်6လမ်းကပြန်ရောင်းဖို့ဆုံးဖြတ်ကြတယ်။အပြည့်အဝပြန်မရနိုင်ပေမဲ့အနည်းဆုံးအရှုံးကိုလျှော့ချနိုင်မယ်လို့တွေးကြတယ်။ဒါပေမဲ့ဆိုင်ရီမြုပ်သွားတာကတော့အဝတ်ပျက်စီးတာထက်ပိုကြီးတဲ့ပြဿနာတစ်ခုရှိနေတယ်လို့ဖြစ်လာတော့တယ်